Hello, welcome back from English with Kun today. In a part of speech, I have already explained noun, pronoun, and adjectives. The previous video I had just only explained with the subtitle and lyrics. Actually, I'm very so shy in front of the camera. That's why I edit like that. Maybe you are so buoyant. So that's why I have to make myself to be encouraged. To be anchored, to take a video like that. So let's start talk about back. What's this back? Back is a doing work. မြန်မာလိုဆိုလို့ရှိရင် back ဆိုတာကရိယာ doing work ဆိုတာကအလုပ်တစ်ခုခုပြုလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က back လို့ခေါ်ပါတယ်ကျွန်တော်တို့ကျောင်းမှာသင်ခဲ့ရတဲ့ပြုခြင်းကိုဖြစ်စေရှိခြင်းကိုဖြစ်စေပြတော့ပုဂ္ဂိုလ်ကရိယာလို့ခေါ်သည်ကျွန်တော်အကြောင်းမှာအဲ့လိုသင်ခဲ့ရပါတော့ကျွန်တော်တို့အတိအကျမမှတ်မိတော့ဒါပေမဲ့အတိအကျကျွန်တော်တို့မှတ်ရမှာက what is back is doing work ပြုလုပ်တာမှန်တယ်များကိုကျွန်တော်တို့ back လို့ခေါ်ပါတယ်များတော့အပြင်မြန်မာစာမှာ d နဲ့အဆုံးသတ်လေးရှိပါတယ်ဥပမာသွားသည် Let's go စားသည်လာသည်ချစ်သည်မုန်းသည်အိတ်သည်ကြည်သည် Hello စသဖြင့်ကျွန်တော်တို့ဒီနဲ့ဆုံးသက်တဲ့အရာမှန်သမျှကိုကျွန်တော်တို့ back လို့ခေါ်ပါတယ် That's why maybe you understand what I am talking like in Burmese maybe more clear. So that's why I like to talk about some example. We are student. ကျွန်တော်တို့ကကျောင်းသားဖြစ်ကြတယ်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့ back ကိုရှာတော့ဖြစ်ကြသည်ဖြစ်တဲ့အကြောင်းကိုပြတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ back လို့ခေါ်ပါတယ် doing work နောက်တစ်ခုက the girl gives me a flower မိန်းကလေးကကျွန်တော်ကိုပန်းတစ်ပွင့်ပေးတယ် back ကိုရှာတော့ give back ကအများသောအားဖြင့် noun နဲ့ object ကြားထဲမှာရှိလေ့ရှိပါတယ်ဆိုတော့ back ကိုရှာတော့ give ပေးတယ်ဆိုတော့ပြုလုပ်တဲ့အတွက်ကြောင့်မလို့ back လို့ခေါ်ပါတယ်ကရိယာလို့ခေါ်ပါတယ် The teacher come to school ဆရာကကျောင်းကိုလာတယ် back ကိုရှာတော့ come လာသည် doing work ဖြစ်တဲ့အတွက်ကြောင့်မလို့ကရိယာလို့ခေါ်ပါတယ် back လို့ခေါ်ပါတယ် Mumu like her mother မူမူကသူမရဲ့အမေကိုချစ်တယ်ဆိုတော့ချစ်သည်ဆိုတော့ back လို့ခေါ်ပါတယ်ဥပမာစိတ်ခံစားချက် feeling နဲ့ကျွန်တော်တို့ express ဖော်ပြတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါပြုတ်လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ဆိုတော့ back လို့ခေါ်ပါတယ်ဆိုရင်ကျွန်တော်တို့ back ဆိုတာဘာလဲဆိုတာသဘောပေါက်လာပြီထင်ပါတယ် Okay let's talk about again what is back back is doing work what is back is doing work back ဆိုတာကတစုံတစ်ခုပြုတ်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ back ကရိယာလို့ခေါ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ back အကြောင်းကိုနားလည်လောက်ပြီထင်ပါတယ်